မျိုးသားတွေမှာဥကြတာဥကျွန်းတာအရက်စကားနဲ့ဆိုရင်မျိုးသိစကားဥကြတာဟောကြတာဆိုတာဘယ်လိုမျိုးလဲဒီဗီဒီယိုလေးကိုကျမတို့ဆရာပြော page ရဲ့ chat box မှာ2ဦး3ဦးလောက်လာမိတာဖြစ်တဲ့အတွက်ပြောပြဖြစ်တာပါဒါဟာကျမကြီးပြဿနာဖြစ်တဲ့အတွက်ရှက်ဖို့မလိုပါဘူးเนาะကျမကြီးရှူတောင်ရဥကြတာဥကျွန်းနေဆိုတာကိုအရက်အခေါ်အနေနဲ့ဆိုလို့ရှိရင်ဥကြတယ်ဘောကြတယ်လို့ဆိုပြီးတဲ့ခါကျတော့အမျိုးသားအများစုကသိထားကြပါတယ်ဒါဆိုရင်ဘာကြောင့်ဥကြတာဥကျွန်းတာဖြစ်တာလဲဆိုတာကိုရှင်းပြပါမယ်ရှင်ဟာနီယာလို့ခေါ်တဲ့ဥကြတာဥကျွန်းတာဟာဥခန္ဓာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ဥကနေပြီးတဲ့ခါကျတော့မှဝမ်ပိုက်ရဲ့ကြွက်သားအားနေတဲ့နေရာကနေအပြင်ကိုတိုးထွက်လာတာကျွန်းထွက်လာတာကိုဆိုလိုတာဖြစ်ပါတယ်ဒီလိုဖြစ်လာပြီဆိုလို့ရှိရင်ဝမ်ပိုက်ရဲ့အောက်ပိုင်းအထူးသဖြင့်ပေါင်ချန်နေရာတွေမှာခက်ဖောင်းဖောင်းခက်ဖူးဖူးဖြစ်လာတာကိုသတိထားမိကြပါလိမ့်မယ်ဥကြတာဥကျွန်းတာကမျိုးသားတွေမှာဘာကြောင့်အဖြစ်များတာလဲအဓိကအကြောင်းရင်းကတော့မျိုးသားတွေမှာရှိတဲ့ကက်ပယ်အိတ်ကနေမှထွက်လာတဲ့တုပ်ပြုံဟာဝမ်ပိုက်ရဲ့နေရာတွေကိုဝင်ရောက်သွားပါတယ်ဘယ်ဘက်နဲ့ညာဘက်ပေါင်ချန်နေမှာပေါ့နော်အဲ့နေရာဟာသူတွေမှာဆိုလို့ရှိရင်အားပြောတဲ့နေရာဖြစ်တဲ့အတွက်အင်ကွိုင်းနဲ့ဟာနီယာလို့ခေါ်တဲ့ပေါင်ချန်နာဥကြဥကျွန်းတာတွေဖြစ်ဖို့ chance များတာဖြစ်ပါတယ်ဥကြတာဥကျွန်းတာယောဂဖြစ်တဲ့အကြောင်းရင်းတွေကိုရှင်းပြပါမယ်ရှင်အဲ့ဒါတွေကတော့အလေးပင်နေမှတဲ့ခါမှရဲ့ပြီးတော့ဝမ်းချုံလေးချုပ်တာရှိတဲ့သူမှရဲ့ဘဝလွန်တာနဲ့နာတာရှိချောင်းဆိုးတာတွေနာစေးတာတွေဖြစ်တဲ့ခါမှရဲ့ပြီးတော့မကြာခဏဆိုသလိုမတက်ရက်ပြီးတဲ့ခါကျတော့အလုပ်လုပ်တဲ့သူတွေမှရဲ့နောက်ထပ်အသက်ကြီးတဲ့ခါမှာကြွက်သားပိုင်းချက်ခိုင်မှုတွေအားနည်းလာတဲ့ခါမျိုးတွေမှာဥကြတာဥကျွန်းတာတွေဖြစ်လာတာပါ